စပင် original ကောက်ကနေလူမဲကောက်ပုံမှန်ကိုဘယ်လိုလုပ်မလဲကျွန်တော်ဒီဗီဒီယိုလေးမှာပြပြမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဆေးထည့်မယ်ပေါ့နော်ဆေးထည့်မယ်ကျွန်တော်တို့ကဒီ digital ကောက်ဆေးကိုတုံးတယ်ပေါ့နော်ဆေးဝင်ပြီး80ရာခိုင်နှုန်းဝင်ပြီးဆိုလို့ကျွန်တော်ချော်ချလိုက်ပြီးလို့ရှိရင်ဒီရေစုံမှာကျွန်တော်လိတ်တယ်ပေါ့နော်လိတ်တဲ့ခါမှာတရားမတရားနီးစနစ်တော့မတူနိုင်ဘူးပေါ့နော်ဒါကတော့ကျွန်တော်ပုံမှန်လိတ်နေကြနေလဲပေါ့နော်စပင်ကိုကျွန်တော်တို့ကတနေ့ကိုလက်တစ်စစ်လောက်ပဲယူပြီးတော့အခုလိုပုံစံနဲ့လိတ်မယ်ပေါ့နော်Every cherry lady going through emotion. Love is where you find it. Listen to your heart. Cherry lady, living in devotion. So it's like the first time. Let me take a part. Cherry lady, like there's no tomorrow. Take my heart, don't lose it. Listen to your heart. Cherry lady, to know you used to love you. If you call me baby, I'll be always yours. လိုက်ပြီးဆိုလို့ရှိရင်45မိနစ်လောက်ထားမယ်ထားပြီးဆိုလို့ရှိရင်ဖြုတ်မယ်ပေါ့နော်ဖြုတ်ပြီးဆိုလို့ရှိရင်ဒီလိုပုံစံတွေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီခရင်ကွာအချွန်လေးနဲ့အကုန်လုံးထိုးမယ်ပေါ့နော်ထိုးပြီးဖွာပြီးဆိုလို့ရှိရင်ချုပ်ဆေးထည့်မယ်ချုပ်ဆေးကိုကျွန်တော်7မိနစ်လောက်ထားမယ်မဟုတ်လို့ရှိရင်10မိနစ်ပေါ့နော်အဲ့လောက်ဆိုရပြီးလို့ရှိရင်ရှော့ချမယ်ရှော့ချပြီးဆိုလို့ရှိရင်ကျွန်တော်တို့စပင်းကိုပြန်ပြီးတော့ရှော့ပြန်တက်မယ်ဘာလို့လဲဆိုတော့အဖျားမှာမညက်ဒါဒီကြံနေတဲ့ဟိုလိပ်ပြီးတော့ကြံနေတဲ့စပင်တွေရှိတယ်ပေါ့နော်အဲအကုန်ကျွန်တော်ကအချောပြန်တက်ပြီပေါ့နော်အကုန်လုံးဒီစရာအချောတက်ပြီးဆိုလို့ရှိရင်ဒီစပင်ကိုတက်ရဲ့ပုံစံပြန်ရပြီပေါ့နော်ဘေးကိုသူက high fade လောက်ထိုးလို့ရှိရင်ပို့ပြီးတော့လိုက်ဖက်တယ်ပေါ့နော်ပြီးတော့ဆိုတော့ကျွန်တော်တို့ဖော်တုံးလေးတစ်ထုံတော့လုံမယ်ပေါ့နော်ဖော်တုံးလေးလုံမယ်အဲကောင်လေးနဲ့ကျွန်တော်တို့ခေါင်းကိုတိကျလေးဖြစ်အောင်တက်ရဲ့ဖြစ်အောင်ပုတ်ပေးရမယ်ပေါ့နော်ဒါကတော့ final result ဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ